နှစ်ပေါင်းမြောက်များစွာအခုထိဆိုလို့တို့မကြီးကိုပြန်ဆိုရင်လည်းပြန်အောက်ကကြိုက်တာပဲနောက်ပြန်ဆိုကြတဲ့လူတွေလည်းဒီချင်းပြန်ဆိုအဲ့ဒီချင်းကလည်းပြန်ပေါက်တာပဲဒီနော်ဒီချင်းတွေကတော့ဒီလိုပဲတပတ်လေနေတာပဲနော်ဒါပေမဲ့အခုပွဲလေးတွေပြန်လုံးနေတဲ့ချိန်ကျတော့အဲ့ဒီချင်းတွေပြန်စပုတ်တဲ့ချင်းတွေပြန်ဆိုနေတော့ကူးတဲ့အတိုင်းပါပဲညတိုင်းကူးပေးနေတာပဲတချင်းလေးတွေရှိတ်ခိတ်ပါလေဝဲနေတော့အချင်းလေးမလို့ချင်းမလို့ဒီလိုတဲ့စိတ်ကြိုးတွေလုံးဝဥရောပေါ်မှာမရှိဘူးကလေးတွေဆိုနေတာပဲအခုဆို AI ပေါ်လာတာမင်းညဆိုမောင်စေးကြောင်းသူ AI ကြည့်တာဆိုတာဥဆိုတာတီးတာလည်းတော့ကောင်းသေးတယ်တချင်းလေးတွေကိုဆိုခဲ့တဲ့ဟာတွေအဲ့လိုတချင်းလေးတွေဆိုတဲ့ဟာဆိုတော့ဟိုခန့်ငယ်ငယ်တွေကဆိုရဲဆိုတော့ဘာပြောအဲ့ဒီတော့တချင်းတွေကအခုထိအလွတ်ရတယ်ဗျဟိုအစ်စ်ပြန်ရေးမဲ့တချင်းလေးဆိုပါတော့ဗျာအခုပြန်ရေးမဲ့ဆိုကျွန်တော်အဲ့တချင်းကိုပြန်ချက်လို့သိမရဘူးဘာလို့ဆိုတော့အထက်မှာပြည့်နေပြီအရင်တော့တချင်းတွေအထက်မှာပြည့်နေပြီလေအဲ့သဘောလေးပါအဲ့ဘာလမ်းမှာဆိုတော့လေအဲ့ဘာလမ်းကိုဟိုတော့ဆိုတော့မသွားမနေနိုင်ဘူးနေ့စဉ်ရောက်တယ်အဲ့လိုမျိုးအခြေအနေဆိုတော့အခုချိန်ကြီးလည်းဟိုသွားလို့ရှိရင်ဥပေးတယ်ဗာလေးဥပေးပါဆိုရင်ဥပေးတယ်ဗာလေးရှာပေးပါဆိုရှာပေးတယ်အဲ့လိုမျိုးဟိုနေရာလေးတက်နေရအခုချိန်ကြီးရှိနေသေးတယ်အဲ့ဒီအတွက်ကိုလည်းကိုကြီးတာပါဒီစက်တွေကတော့ဒီလိုပဲဟိုတပတ်လေနေတာပဲနော်ဒါပေမဲ့အခုပွဲလေးတွေပြန်လုံးနေတဲ့ချိန်ကျတော့အဲ့တချင်းတွေပြန်စပုတ်တဲ့ချင်းတွေပြန်ဆိုနေတော့ကူးတဲ့အတိုင်းပါပဲညတိုင်းကူးပေးနေတာပဲတချင်းလေးတွေတွေ့ရှိဒီစားဟောင်းလေးကိုဟဲ့ဝမ်းမီတဲ့ကားတဲ့ဝဲလေးနဲ့ဟဲ့တချင်းလေးတွေကလည်းအဲ့လိုပေါ့နော်နှစ်ပေါင်းမြောက်များစွာအခုထိဆိုလို့တို့မကြီးကိုပြန်ဆိုရင်လည်းပြန်အောက်ကကြိုက်တာပဲနောက်ပြန်ဆိုကြတဲ့လူတွေလည်းဒီချင်းပြန်ဆိုအဲ့ဒီချင်းကလည်းပြန်ပေါက်တာပဲဒီနော်မတိဖြစ်တာပေါ့မတိဖြစ်တာပေါ့ဟိုလိုမလို့ချင်းမလို့ဒီလိုတဲ့စိတ်ကြိုးတွေလုံးဝဥရောပေါ်မှာမရှိဘူးကလေးတွေဆိုနေတာပဲအခုဆို AI ပေါ်လာတာမင်းညဆိုမောင်စေးကြောင်းသူ AI ကြည့်တာဆိုတာဥဆိုတာတီးတာလည်းတော့ကောင်းသေးတယ်။ဘာရမလားတချင်တူတဲ့ရဲ့စတဲ့လိုက်ခဲ့တဲ့မင်းရဲ့နာတော့အကြည့်ယူကန်လည်းအဲ့လိုပဲဒီနေ့က AI ဆိုတာမိုက်တလားမမေးတယ်အဲ့တော့ AI ကိုလည်းဟိုမကောင်းဘူးလို့ဘလို့မှပြောမထွက်ဘူးရှင်းပြောရင်တော့အားတော်တော့နားထောင်ပြီးတော့ဟာဆိုတော့အဲ့လိုတော့ဖြစ်သွားတာပဲဒါပေမဲ့လို့အဲ့ AI ဟိုတော့မှဥလို့ကဘာမှဟိုဘယ်လိုကောပြီးမရှိဘူးနော်ဟုတ်တယ်ပြီးမရှိဘူးဆိုတာအဲ့တော့လုံးချင်လုံးမစေဒါသူခင်းတဲ့သူပြည့်လာတာသူရည်စီကြောင်းလေဘိုးဦးရင်တကယ်တော့ဒေတာတွေဆိုင်နေရှိမှဆိုတော့ရိုင်းအတန်နေဆွဲပြီးသူတို့အဲ့ဆိုင်ကြီးဖြတ်ခဲ့ရတာလေအဲ့တော့ဒေတာတွေဆိုင်နေရံကုန်မြို့မှာဆိုပိုလိုပေါက်နေတာအဲ့တော့ဟိုဘာလန်တနေရာမှာဘာလန်ဆိုတာလေတကယ်ဘူးမိနဲ့တန်တနေရာပဲလူပညာရှင်တွေလေအဲ့တော့အဲ့မှာရင်းမာဒေတာမျိုးဆိုပြီးဒီဒီတတ်ပြီးတော့ဒီလုပ်ငန်းကိုလုပ်နိုင်နေတဲ့လူဆိုလို့အဲ့ကိုချစ်ခင်တယောက်ပဲရှိတယ်ရင်းမာဒေတာလို့ရှိရင်အဲ့ရင်းမာဒေတာတွေတင်50ပြည့် anniversary အနေနဲ့ဒီလိုကျင်းပနိုင်တယ်ဆိုတာလေသူတို့ပြတ်တန်းခဲ့တဲ့တခြားမှာဝါဂီလန်တခြားမှာသူတယောက်ပဲရှိနေတယ်ဒီလိုပြောလို့အဲ့အတွက်ကိုဒေတာပါဝင်တဲ့ဒေတာချင်းတွေကိုတော့willingly ပေါ့နော်ဒီကိုချစ်ကေရောဝိုင်းပြီးတော့ပံ့ပိုးကြမယ်ဆိုတော့သူကလည်းဒီကိစ္စကိုမတည်လိုက်တယ်ဆိုတော့ပေါ်မှာပြောချင်တယ်အားလုံးဆိုကြတိကြမယ်ဆိုပြီးဖြစ်ပေါ်လာတဲ့ဒီဂီတာမျိုးပြီးအစီအစဉ်လေးဖြစ်ပါတယ်သူ250ဆိုတာတော့တွိုင်းနဲ့250ပြည့်သွားတယ်ဒါပေမဲ့ခြားထဲမှာလည်းမျိုးရဲရောက်မယ်ဆိုရင်သူ့ဆိုင်ကအမြဲရောက်တယ်လေရောက်ပြီးကိုနားထောင်နေတဲ့တရှင်ကူးကျင်တဲ့တရှင်လေးဆိုသူအမြဲကူးပေးတယ်အဲ့ဒါလေးပါအခုတော့သူ့ပွဲလေးဆိုတော့ဗျာကျွန်တော်တို့ကလည်းလုပ်ပေးခြင်းစိတ်အများကြီးရှိတယ်လေဘာလို့လဲငယ်ချင်းလည်းဖြစ်တဲ့ကြောင့်ဒါကြောင့်ကျွန်တော်လာရောက်ကူခြင်းဖြစ်ပါတယ်တရားကို၄-၅ ပုတ်စီပေါ့
နှစ်ပုတ်ဆိုတဲ့လူတွေနှစ်ပုတ်ပေါ့သုံးပုတ်ဆိုတဲ့လူတွေသုံးပုတ်ပေါ့၄၅ပုတ်ပေါ့နော် 15မိနစ်နဲ့မိနစ်20လို့တော့သတ်မှတ်တယ်ပေါ့ သတ်မှတ်ထားတယ် အဲ့ဒီဝင်တော့တော့ဆိုပေးရမှာပေါ့အနည်းဆုံး3ပုတ်နဲ့အလုံးလုံး4ပုတ်ပေါ့